လာရောင်သည်အနီရောင်ကျင်ထောင်ချိတ်ဆွဲထားသောရှေးဟောင်းကုတင်ကြီးစီသို့ဖြာကျနေသည်သူသည်ဘေးဆောင်အိပ်ပျော်နေပြီးအသက်ရှူတမ်းမှမမှန်လေးဖြစ်သည်မင်္ဂလာဦးကောင်းချုံပိုးဝါမှလည်းအဘယ်စီသို့ရောက်သွားသည်မသိတော့ချေလာရောင်အောက်တွင်သူ၏နတ်မိမယ်လေးကဲ့သို့နုနယ်ချုံမောသောမျက်နှာလေးမှာဆွဲဆောင်မှုရှိစွာဖြူဝင်းနေသည်ကျွန်တော်တရွေ့တစ်ချက်မျိုးချလိုက်မိပြီးခုတင်သားသို့ခြေဖွားဖွားလေးလျှောက်သွားလိုက်သည်ခြောင်ထဲတွင်နှွေးထွေးနေမိမှတေချာသည်ကျွန်တော်လက်မှာလေထဲတွင်တန့်သွားပြီးခြောင်ထောက်လေးကိုမကအထဲသို့တိုးဝင်ရမလားဟုဝေခွဲမရဖြစ်နေမိသည်သို့တော်သူစိတ်ဆိုးနေစေဖြစ်သည်ကိုပြန်တွေးမိသည်အကယ်၍သူ့ကိုနှိုးလိုက်မိပါကဤစွတရုတ်နိုင်သောမင်းသမီးလေးမှာကျွန်တော်အရေးခွန်ကိုခွာပြစ်မိမှမလွယ်၏ကံပင်ရင်းအပြင်သူကမြေခွေးမလေးတစ်ကောင်ကဲ့သို့အလွန်လှပလွန်လာသည်တခါမှအချစ်မရှိခဲ့ဘူးသောကျွန်တော်ကဲ့သို့လူငယ်တယောက်အနေဖြင့်အထဲသို့တိုးဝင်မိပြီးမတော်တဆအမှားယွင်းများပြုလုပ်မိပါကမိတို့လုပ်မိမည်ထိုယူသွနေသောမိမကြီးလက်မှကျွန်တော်အသက်ရှင်နိုင်မည်လားပင်မသေးချာသေးချိန်တွင်သူ့ကိုမိတို့တောင်းယူနိုင်မည်နီကျွန်တော်တက်ပြင်းချလိုက်ပြီးခရင်ပေါ်သို့မတက်ရဲတော့ဘဲခရင်ချေရင်ကျမ်းပြင်ပေါ်တွင်သာမိ၍ထိုင်လိုက်တော့သည်ထိုအချိန်မှပင်သူ၏ခန္ဓာကိုယ်မှနှွေးထွေးသောအမွေးတက်များစက်တိုက်ထွက်ပေါ်နေသည်ကိုသတိထားမိသည်သူ့နာသို့နီးကပ်လေးလေးပို၍တက်တောင့်တက်တာရှိလေးလေးဖြစ်သည်ထို့သောဖြင့်ကျွန်တော်မတိမတာပြန်လဲအိပ်ပျော်သွားခဲ့သည်နောက်တစ်ချိန်ပြန်နိုးလာသောအခါနေရောင်မှအခန်းထဲသို့ဖြာကျနေပြီဖြစ်ပြီးနောက်တစ်နေ့မွန်းတဲ့ချိန်ပင်ရောက်နေပြီဖြစ်သည်ကျွန်တော်မူတုဝေတေဖြင့်ကျွန်တော်ရင်ဘတ်ပေါ်တွင်ပျော်ပြောင်းပြီးအကျွမ်းတဝင်ရှိသောရနံ့တစ်ခုပါသည့်အရာတစ်ခုဖိထားသည်ကိုခံစားလိုက်ရသည်ကျွန်တော်မျက်လုံးကိုအမြန်ဖွင့်ပြီးငုံကြည့်လိုက်ရလင်အားသည်မြည်သည့်အချိန်ကကရင်ပေါ်မှဆင်းလာသည်မသိဘဲမြေခွေးကလေးတစ်ကောင်ကဲ့သို့ကျွန်တော်ရင်ခွင်ထဲတွင်လာ၍ကိုယ်အိမ်နေသည်အကာအကွယ်မဲ့စွာအိပ်ပျော်နေသောသူ၏မျက်နှာလေးကိုမြင်လိုက်ရသောအခါကျွန်တော်ရင်ထဲတုံးလုံးသွားပြီးလွန်ခဲ့သော6နှစ်ခန့်ကဒဏ်ရာရခဲ့သောမြေရုပ်ကလေးသည်လည်းညတိုင်းကျွန်တော်ဝမ်းပိုက်ပေါ်တွင်လာအိပ်တက်ပုံကိုရုတ်တရက်ပြန်လဲမြင်အောင်လာမိသည်ကျွန်တော်ခဏမျှငိုင်နေပြီးမှသူကြီးဖိုးတို့ကိုတတိယကအမြန်ထားလိုက်သည်မြေရုပ်မလေးမှကျွန်တော်ကြောင့်နိုးသွားပြီးမျက်လုံးကိုပုတ်ကာစိတ်တူတူဖြင့်လူဆိုးယောက်ျားမဲ့တော်ကရှင်တို့ရင်သူ့ကိုသွားရှာခိုင်းတယ်ဟုပြောသည်ထိုစကားကိုကြားရသောအခါကျွန်တော်ချွေးစင်းများထွက်လာမိသည်မင်းညကလင်းအားကိုစိတ်ဆိုးအောင်လုပ်ခဲ့သည်ကိုသိသွားပြီလားမသိချေထို့နောက်ကျွန်တော်ကြောက်ကြောက်လန့်လန့်ဖြင့်ဧကန်သို့ထွက်လာရလူများစွာထိုင်နေသည်ကိုတွေ့ရသည်မိတ်ဆက်ပေးပြီးမှသိရသည်မှာထိုသူတို့မှဟူလင်းအားဦးလေးနှင့်အကြီးများဖြစ်ကြသည်သူတို့ကကျွန်တော်ကိုမြင်ရသည်မှာပျော်ရွှင်နေပုံရပြီးလင်းအားမှာအလိုလိုက်ခံထားရသဖြင့်စိတ်တူတဲ့ကြောင်းနဲ့တီးခံပေးရန်ပြောကြသည်ရင်းနောက်တွင်စီကန်းချက်၃ချက်ကိုသဘောတူညီခဲ့ကြသည်ကဲဟူလင်းအားကိုရိုက်နှက်ဆဲဆိုခြင်းမပြုရသူ့ကိုပြစ်မထားရနှစ်အပြင်တွင်အခြားမိမမရှာရသုံးသူ့ကိုစိတ်ဆိုးအောင်အရင်မလုပ်ရပဲအပြန်လန်ကယူဆိုင်ရမည်လူများပြန်သွားကြသောအခါဝူဖွားဝူကကျွန်တော်ကိုတီးတန့်ချန်ထားပြီးပြုံမိသားစုကယူနေတဲ့မိမကြီးကငါတောင်တကားဝမှာတညလုံးစောင့်နေပြီးမိုးလင်းမှပြန်သွားတဲ့လင်းအားကိုခေါ်ပြီးတောင်းအောင်ဆင်းကြည့်လိုက်ဦးမင်းတို့ရွာသူကြီးမသေးသေးရင်ပစ္စည်းတွေတင်ပြီးမြို့ပေါ်ကိုအမြန်ပြောင်းတော့ဒီအရှုပ်ထုတ်တွေလည်းပြန်မလာနဲ့တော့ခုမှကြားသည်အဖွားအို၏စကားကိုကြားသောအခါကျွန်တော်အားတက်သွားမိသည်ထိုမိမကြီးမိုးလင်းမှပြန်သွားသည်ဆိုပါကရွာမှာဘေးရန်နေရမှလွတ်မြောက်ခဲ့ပြီဟုဆိုလိုခြင်းဖြစ်သည်နှုတ်ဆက်ပြီးနောက်ဟူမိသားစုမှအစေခံများကဖြက်လန်းမှတဆင့်လင်းအား၏မင်္ဂလာတင်တောင်းပစ္စည်းများကိုကျွန်တော်အိမ်သို့ကြိုတင်ပို့ဆောင်ပေးကြသည်ထို့နောက်ကျွန်တော်တို့နှစ်ဦးတောင်အောက်သို့အတူဆင်းလာခဲ့ကြသည်လမ်းတစ်လျှောက်လုံးကျွန်တော်ဒီသူကြီးပိုး၏အသက်ဘေးအတွက်စိုးရိမ်နေသဖြင့်အမြန်လျှောက်နေမိသည်လင်းအားကနောက်မှလိုက်ရင်ခဏဆောင်ရန်အော်ဟစ်နေပြီးသူ့လက်ကိုတွဲထားရန်ကြည်တိုက်နေသည်ကျွန်တော်သူ့ကိုပြန်မချော့နိုင်ပဲရွာကိုအမြန်ပြန်ရောက်ရန်သာစိတ်ဆိုးနေမိသည်သို့တော့မမျှော်လင့်ပဲတောင်အောက်ရောက်သောအခါရှိတောအုပ်ထဲမှမြူဖြူများရုတ်တရက်ထွက်ပေါ်လာပြီးလောက်ကောက်ကင်ထားသောလူမဲရိတ်တစ်ခုမြူထဲမှဖြည်းဖြည်းချင်းထွက်လာသည်ကျွန်တော်ထိတ်လန့်သွားမိသည်အင်းမှာလူမိသားစုမှယူနေသောမိမကြီးပင်ဖြစ်သည်ကျွန်တော်လက်ပြေးရန်ပြင်ဆင်လင်းအားကနောက်မှအမိလိုက်လာပြီးကျွန်တော်လက်မောင်းကိုဆွဲကအရှင်ကျမကိုပြစ်မသွားဘူးဆိုတာကျမသိတာပဲဟုမျက်လုံးလေးမိတ်ကပြောနေသည်မြူထဲမှထွက်လာသောမိမကြီးကိုကြည့်ရင်မင်းအတီပေါက်လို့စမ်းပါရန်သူလာနေပြီဟုကျွန်တော်အလောတကြီးပြောလိုက်သည်သူကမူမျက်လုံးပင်မဖွင့်ပဲသူကျမတို့ကိုမရဲပါဘူးဟုဆိုကကျွန်တော်လက်မောင်းကိုသာဖက်တွေ့ထားသည်ထိုမိမကြီးမှခါကုန်းကုန်းဖြင့်ကျွန်တော်ကိုရက်ဆက်စွာစိုက်ကြည့်နေပြီးလင်းအားကိုလည်းတစ်ချက်ကြည့်ကမကောင်းသောအပြုံးဖြင့်မိမရထားပြီးပေါ့ဟုတ်လားဒါပေမဲ့ဟူမိသားစုတွေဝင်လိုက်ရုံနဲ့ငါကမင်းကိုမထီရဲတော့ဘူးလို့ထင်နေတာလားဟုပြောလိုက်သည်လင်းအားကရုတ်တရက်လှည့်ကြည့်ပြီးကျွန်တော်ကိုတိုးထုတ်လိုက်သည်ကျွန်တော်ရှိတွင်အရာအလုံးဝေဝါးသွားပြီးပြင်းထန်သောလေညင်းတစ်ခုတိုက်ခတ်လာသည်ကိုခံစားလိုက်ရသည်အတန်ကြာသောအခါအေးစိမ်သောခံစားမှုကြောင့်ကျွန်တော်ပြန်နိုးလာပြီးမူးဝေနေသောခေါင်းကိုပုတ်ကာထားလိုက်သည်နောက်တစ်စက္ကန့်တွင်ကျွန်တော်တုံ့လောက်သွားမိသည်ခုနကပင်တက်ကြွနေသောလင်းအားမှာယခုအခါမျက်ခင်းထဲတွင်တတိမိပြီးလဲလျောင်းနေသည်ကျွန်တော်သူ့နာသို့အမြန်ပြေးသွားပြီးထူလိုက်ရအထူးခြားဆုံးမှာသူ၏ကိုပူချိန်ပင်ဖြစ်သည်လင်းအားဟုခေါ်ကဘားကိုပုတ်လိုက်သောအခါသူကဖြည်းဖြည်းချင်းမျက်လုံးဖွင့်လာသည်သူ၏မျက်သူငယ်အိမ်မှာမြင်းတစ်ကြောင်ထဲဖြစ်နေပြီးအရန်ပူတယ်ဟုဆိုကတတိမရှိပဲရုန်းကန်နေသည်ကျွန်တော်အင်ကြီးကော်လာကိုမြဲမြံစွာစုပ်ကင်ထားပြီးငွေတစ်ကောင်ကဲ့သို့ကျွန်တော်ရင်ခွင်ထဲသို့တိုးဝင်လာသည်သူ၏ပူလောင်နေသောပါးပြင်မှာကျွန်တော်လက်ပင်ကိုပုတ်တက်နေပြီးအသက်ရှူတမ်းမှလည်းပြင်းထန်ကပူလောင်နေသည်သူ၏လက်များကိုကျွန်တော်အမြန်ဖမ်းချုပ်ထားလိုက်စဉ်သူကကျမလိုချင်တယ်ခုပြောလိုက်သည်